ဘလို့မှဒါလေရင်ပြစ်လက်နဲ့မရှိလို့ရှိရင်တုံ့ပြန်နိုင်ဆိုမရှိဘူးပြီးတော့လေရင်ပြစ်လက်နဲ့ဆိုရဲသူတို့ပြောရဲပါလဲလေရင်ပြစ်လက်နဲ့ဆိုတာအားလုံးပဲမင်္ဂလာပါခင်ဗျာထော်နီရိုစမြန်မာရှင်တွေမှာကြိုဆိုပါတယ်ခင်ဗျာဒီစဉ်နိုင်ငံရဲ့ထိုင်ခွေသတင်းမှာများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်တော့ကြောင့် subscribe လုပ်ပေးဖို့တောင်းဆိုပါခင်ဗျာကြည့်ရှုခင်ဗျာကိုထုတ်ပေးကျေးဇူးတင်ပါတယ်ခင်ဗျာ Dragonfly ဆိုတာပါလားညာလားအေးအဲ့ဒါတွေကလည်းအခုကချင်းနေစကားများရန်ဖြစ်ပြီးတော့အဲ့ပတ်စံတွေကလည်းဘယ်ရောက်လို့ရောက်တော့မှမသိဘူးပေါ့နော်အဲ့တော့ NUG ဆိုတာသူတို့အစိုးရဆိုပြီးတတ်မှတ်ထားတယ်အစိုးရမဟုတ်ခင်ကတည်းကလို့ခိုးတယ်ဆိုရင်သူတို့အစိုးရဖြစ်လို့ရှိရင်ဘယ်လောက်တောင်ခိုးမလဲဆိုတာဒါတွက်ကြည့်လိုက်တော့နော်အဲ့တော့အဲ့ဒီဟာ project တွေလုပ်နေတဲ့သူတွေကိုကြည့်လိုက်ရွှေဆိုင်ဖွင့်တဲ့သူကဖွင့်နော်ကုန်းလုံးဆိုင်အကြီးပိုင်တဲ့သူကပိုင်အမေရိကန်မှာတစ်သက်လုံးသွားနေတဲ့သူတွေတောင်မှသူတို့လောက်မချမ်းသာဘူးနော်သူတို့အမေရိကန်မှာတစ်သက်လုံးသွားနေတဲ့သူတွေတောင်မှပဲသူတို့လောက်မချမ်းသာဘူးဆိုတော့သူတို့ကဘယ်ရတဲ့ပတ်စံတွေနဲ့ချမ်းသာနေလဲဆိုလို့ရှိရင်ပြည်သူလူထုကနေပြီးတော့ဒီ PDF တွေကိုလှူတဲ့ပတ်စံတွေကနေပြီးတော့ချမ်းသာနေတာစရင်မရှိအင်းမရှိစရင်ပြောက်အင်းပြောက်စရင်သွားစစ်တဲ့သူကိုလည်းဒလန်ဆိုပြီးရန်လုပ်တယ်နော်အဲ့တော့သူတို့နဲ့မတည့်ဘူးဆိုရင်ဒလန်ပဲနောက်ဆုံးစင်ကာပူက Iron တောင်မှပဲသူတို့ကမတည့်တဲ့အခါမှာလုံးဝဒလန်လုပ်ပလိုက်တာဆိုတော့နော်ဒါသူတို့ဘက်ကပါတယ်မပါတယ်ဆိုတော့တော်တော်စဉ်းစားဖို့ကောင်းနေပြီပြီးတော့ခုဆိုလို့ရှိရင်အားလုံးကျောင်းမတက်ဖို့မျိုးရန်အောင်သိန်းလို့လိုမျိုး NLD မှာရာတို့ကြီးမှယူခဲ့သူတွေကစတိုက်တွန်းခဲ့ကြတယ်အခုဆိုကလေးတွေကကျောင်း3နှစ်နောက်ကျတော့တဲ့အခါမှာမိဘတွေကမစောင့်နိုင်တော့ကျောင်းတွေပြန်ထားကြပြီကဲကျောင်းတွေစထားတော့ပြီးခဲ့တဲ့နှစ်ဒီကျောင်းတွေစထားတော့ကျောင်းတွေကိုဘုံခွဲဖို့ဆရာမတွေကိုတတ်ဖို့အတွက်တိုက်တွန်းခဲ့တာလည်းဒီကောင်တွေပဲအခုကျတော့ပါစပေါက်တွေပိတ်သွားကြတယ်ဒါဆိုလို့ရှိရင်အဲ့တုန်းကအသက်ခံခဲ့တဲ့ဆရာမတွေအသက်ကအလကားပေးလိုက်ရတာလားအဲ့တို့ပြောဒီတစ်နှစ်အောက်ခံလိုက်ပြီးသွားပြီဆိုတစ်နှစ်အောက်ခံနှစ်နှစ်အောက်ခံခု3နှစ်မြောက်ရောက်လာပြီဒီဆရာမတွေဆိုအများကြီးအသက်ပေးလိုက်ရတယ်ပြကျောင်းတွေကိုဘုံခွဲတယ်ကျောင်းတွေကိုမီးရှို့တယ်အခုဆိုလို့ရှိရင်10တန်းတွေစနစ်ဟောင်းတွေပြန်ဖြည့်ခွင့်ပေးတယ်10တန်းတွေတိမ့်နဲ့ချီပြီးတော့မာပီနဲ့အဝမ်းတိမ့်နဲ့ချီပြီးတော့နော်စာမွေးဖြည့်ကြတယ်ဒါ NUG ရဲ့လမ်းစဉ်ကိုမယုံကြည်တော့ဘူးဆိုတာကိုသက်သေပြနေတာပဲအကယ်ဒမီလည်းပြန်လုပ်တော့မယ်ရန်ကုန်မြို့တွေမကဘူးနယ်မြို့တွေမှာပါတချို့စစ်ဖြစ်နေတဲ့နေရာလွယ်လို့အကုန်လုံးဖျားပွဲတွေပျော်ပွဲရှင်ပွဲတွေကထိန်ပွဲတွေအကုန်ပြန်လုပ်နေကြပြီဒါကဘာကိုပြသတာလဲဆိုလို့ရှိရင်တိုင်းပြည်ဟာပြန်လဲတည်ငြိမ်အေးချမ်းစွာပြုနေပြီဆိုတော့ပြသတာပဲခုချိန်မှာမြန်မာနိုင်ငံတွေမကဘူးကမ္ဘာပေါ်မှာပါစီးပွားရေးပြက်ကတ်ကြုံတွေ့နေရတယ်အမေရိကန်နိုင်ငံလိုနိုင်ငံမျိုးမှာအမေရိကန်နိုင်ငံမှာဘဏ်တစ်ခုပြိုလဲသွားတယ်ဘာလို့ဘဏ်ပြိုလဲသွားလဲရုရှားယူကရိန်းစစ်ပွဲရဲ့ feedback ကိုသူတို့ခံရတယ်ရလက်ကိုခံရတယ်မီဒီယာတွေမှာဖော်ပြတယ်ရုရှားရှုံးနေပြီယူကရိန်းကနိုင်နေပြီဆိုဖော်ပြတယ်ကျွန်တော်ပြောပြမယ်သူများနိုင်ငံထဲကိုဝင်ဖြစ်တဲ့စစ်ပွဲမှာရုရှားမြေကိုကြီးတောင်မှမကြောက်ဘူးရုရှားမြေကိုသွားပြီးတိုက်နေတာမျိုးမဟုတ်ဘူးယူကရိန်းမြေထဲမှာတိုက်နေတာယူကရိန်းကိုကြားချပြီးတော့ရုရှားနဲ့ NATO အုပ်စုလို့ခေါ်တဲ့အမေရိကန်နဲ့ဥရောပနိုင်ငံတော်တော်များများတိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်တမ်းနှစ်ဖက်ဖြစ်တဲ့အခါမှာတစ်ဖက်တည်းရပဲနစ်နာရဆိုတာမရှိဘူးဥရောပမှာဆိုရင်ခုလောင်စာဆီဈေးနှုန်းတွေအမတန်မြင့်တက်သွားတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့မေ့နေကြတာဟာရုရှားနိုင်ငံဟာကမ္ဘာပေါ်မှာဒုတိယစစ်အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်ဆိုတာပဲဥရောပတိုက်အနေနဲ့ကြည့်မယ်ဆိုရင်ဥရောပမှာစစ်အင်အားအကောင်းဆုံးကရုရှားပဲအမေရိကဆိုတာတကယ်တော့ဂျားထဲမှာအတ္တလန်တစ်သမုဒ္ဒရာကြီးခံနေသေးတယ်ဝေးသေးတယ်တကယ်တမ်းနီးတာရုရှားပိုလန်တို့ဂျာမနီတို့ကို24နာရီအတွင်းဝင်သိမ်းလို့ရတယ်အမေရိကန်ကအဲ့လို24နာရီအတွင်းဝင်လာဖို့မလွယ်ကူဒါကြောင့်မို့လို့ရုရှားဟာဥရောပရဲ့စီးပွားရေးကိုကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်ကောင်းကောင်းတုံ့လောက်အောင်လုပ်နိုင်တယ်ဒီအတွက်ကြောင့်မို့လို့ပြင်သစ်နိုင်ငံမှာလည်းဆန္ဒပြပွဲတွေဖြစ်ပေါ်နေတယ်အင်္ဂလန်နိုင်ငံမှာလည်းဆန္ဒပြပွဲတွေဖြစ်ပေါ်တယ်ဂျာမနီမှာလည်းဆန္ဒပြပွဲတွေဖြစ်ပေါ်တယ်စီးပွားရေးကျက်တဲမှုတွေဖြစ်ပေါ်တယ်အလုပ်ကိုင်းတွေရှားပါတယ်လောင်စာဆီဆေးနှုန်းတွေမြန်မာနိုင်ငံမှာလည်းမဟုတ်ဘူးကမ္ဘာနဲ့အဝန်းမြင့်တက်နေတယ်ဒါဟာရုရှားယူကရိန်းစစ်ပွဲရဲ့ရလဒ်ပဲအဲ့လိုမျိုးပဲစားသောက်ကုန်ဈေးနှုန်းတွေလည်းအင်္ဂလန်ပါဝင်အမေရိကန်စတဲ့တခြားနိုင်ငံကြီးတွေမှာလည်းကြီးလာတယ်ဒါပေမဲ့ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကတော့ဒီနိုင်ငံတွေထက်ကိုအများကြီးပိုခန်းရတယ်ဘာကြောင့်ပိုခန်းရလဲဆိုရင်မြန်မာနိုင်ငံမှာဒီလိုမျိုးနိုင်ငံရေးပြဿနာရောကိုဗစ်အလွန်ကာလပြဿနာရောရင်ဆိုင်ကြုံတွေ့ရတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံဟာသူများထက်နှစ်ဆပိုခန်းရတယ်ဒါပေမဲ့သိထားဖို့ကမြန်မာနိုင်ငံတစ်နိုင်ငံနဲ့ခံနေရတာမဟုတ်ဘူးကမ္ဘာနဲ့အဝန်းခံနေရတာဆိုတာကိုကျွန်တော်သိရှိနားလည်ဖို့လိုတယ်ယူကရိန်းစစ်ပွဲဖြစ်တဲ့အခါမှာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံဟာမဟာမိတ်နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံကိုပို့ပြီးတော့ဖိအားပေးတယ်အကြက်ကင်တယ်ဒါဟာဖြစ်ပေါ်လာမှာပဲအကယ်၍ဒီနေရာမှာဒေါအောင်ဆန်းစုကြည်သာဆက်အုပ်ချုပ်နေအောင်မယ်ဆိုလို့ရှိရင်လေမြန်မာနိုင်ငံဟာရွေးချယ်ရမှာဘယ်ဘက်ကလိုက်မှာလဲနေတိုးဘက်ကလိုက်မှာလား
ဒါမှမဟုတ်လို့ရှိရင်နေတိုးဘက်ကလိုက်မှာလားဒါမှမဟုတ်လွေမိုးဘက်ကလိုက်မှာလားမဟုတ်ဘူးနော်နေတိုးလို့ခေါ်တဲ့ဒီအင်္ဂလန်ဂျာမနီစတဲ့ဥရောပနိုင်ငံတွေအမေရိကန်နိုင်ငံဘက်ကလိုက်မှာလားနော်ဒီရုရှားဘက်ကလိုက်မှာလားဘယ်လာရုစ်တို့ဘက်ကလိုက်မှာလားဆိုတော့မြန်မာနိုင်ငံကဒေါအောင်ဆန်းစုကြည်ရှိနေတော့မှရွေးချယ်ရတော့မယ်အကယ်၍အမေရိကန်ဘက်ကိုလုံးလုံးလေးတွေကမရက်တီဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံဟာစီးပွားပိတ်ဆို့ခံရမှာပဲဒေါအောင်ဆန်းစုကြည်အုပ်ချုပ်နေတဲ့စီးပွားပိတ်ဆို့ခံရမှာပဲအကယ်၍အမေရိကန်ဘက်ကရက်လိုက်တယ်ဆိုပြီးထားပါတော့အမေရိကန်ဘက်ကရက်လိုက်လို့ရှိရင်လည်းတရုတ်ကဝါကိုကန်မိုင်းလာစတဲ့မြောက်ပိုင်းအဖွဲ့တွေကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို TNLA တို့နော် MNDAA လို့ခေါ်တဲ့ကိုကန်အဖွဲ့တို့ဝါတို့မိုင်းလာတို့တိုက်ခိုင်းမှာဘာလို့လဲဆိုရင်အမေရိကန်နဲ့နှီးစပ်လို့ရှိရင်တရုတ်ကဖိအားပေးမယ်တရုတ်နဲ့ရုရှားနဲ့နှီးစပ်လို့ရှိရင်အမေရိကန်ဖိအားပေးမယ်ဒါမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေအဲ့တော့မြန်မာနိုင်ငံဗတ်မလိုက်မူဝါဒကိုကျင့်သုံးမှသာလျှင်အဆင်ပြေမယ်အဲ့တော့ဗတ်မလိုက်မူဝါဒကျင့်သုံးပြန်တော့လေဟိုသူကလည်းဒါငါလူမဟုတ်ဒီလူကလည်းငါလူမဟုတ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံဟာခုခင်းချင်းမှာတော့ရုရှားဘက်ကိုပြပြသားရက်တီပြလိုက်တယ်အဲ့လိုရုရှားဘက်မှာပြပြသားရက်တီပြလိုက်တဲ့အတွက်ကြောင့်မို့လို့နျူကလ িয়ার နီးပညာတွေပါတယ်အထိကိုရုရှားနိုင်ငံမြန်မာနိုင်ငံကိုအနှံ့ပေးလာတယ်မြန်မာနိုင်ငံကိုလှုပ်ပေးဖို့အထိစ조사လာတာကိုတွေ့ရတယ်ဒါပဲကမ္ဘာပေါ်မှာနျူကလ িয়ার ရှိတဲ့နိုင်ငံဟာအင်အားရှိတာပဲမြောက်ကိုရီးယားကိုသူတို့ဘလောက်ကျင်းတဲ့မကျင်းတဲ့ဘူးဖြစ်ဖြစ်မြောက်ကိုရီးယားကိုသူတို့ဘလောက်ပဲမီဒီယာတွေပေါ်ကနေပြီးတော့အပုတ်ချမြောက်ကိုရီးယားကိုအမေရိကန်စစ်သားခြေတလန်းတာမလန်ရဲဘူးမြောက်ကိုရီးယားကိုသူတို့ဘာမှမလုပ်ရဲဘူးမြောက်ကိုရီးယားကိုသူတို့အပုတ်ပဲချလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နျူကလ িয়ার ရှိလို့နျူကလ িয়ার ရှိရတဲ့ကြောင့်မလို့သူတို့ဒီမြောက်ကိုရီးယားကိုသွားမထိရဲဘူးထိလိုက်ရင်ဟိုကပြစ်ထလိုက်ရင်ဘယ်လိုလုပ်မလဲမြောက်ကိုရီးယားရဲ့နျူကလ িয়ার ဒုံးကျည်ထိဖို့တွေဟာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားထိအောင်ပြစ်နိုင်တယ်အလာစကာထိအောင်ပြစ်နိုင်တယ်ဆိုတော့အခြေအနေထိရောက်နေပြီအီရန်လည်းနျူကလ িয়ার လုပ်နေတယ်အဲ့လိုနျူကလ িয়ার ပိုင်ဆိုင်နေတဲ့နိုင်ငံတွေအမေရိကန်ဒီအနောက်အုပ်စုဒီဘလောက်ပဲသူတို့ဒီမကျေနပ်နေပါစေတကယ်တမ်းဝင်ရောက်တိုက်ခိုက်နိုင်စွမ်းမရှိဘူးဝင်ရောက်မတိုက်ခိုက်ဘူးဘာဖြစ်ဆိုရင် risk အားများလို့အဲ့တော့မြန်မာနိုင်ငံဟာလည်းရှိနေကောင်းတယ်ဒီတော့ပြောချင်တာ PDF ကလေးတွေအခုမြေပြင်မှာတိုက်ခိုက်နေရတယ်နော် PDF ကလေးတွေတေးကြီးပျက်စီးနေရတယ်ဆိုတာကိုသူတို့ကဖုံးထားတယ်မီဒီယာတွေအားလုံး ARD RFA မက်ဆီမအကုန်လုံးဟာခေတ်တက်ကနေစပြီးတော့စစ်တပ်ကဘယ်နှယောက်တည်သွားပြီးစစ်တပ်ကပြတ်နေပြီလို့ပြောတယ်ဒါပေမဲ့မြေပြင်မှာရှိတဲ့ PDF ကလေးတွေဟာနေ့တိုင်းအတုံးယုံတည်ဆုံးနေရတယ်တချို့ဆိုရင်သူတို့မိဘတော်မသိဘဲနဲ့တည်ဆုံးသွားရတယ်တချို့ဆိုရင်သူတို့တည်သွားမှတော့မသိလိုက်ရဘဲနဲ့ကောင်းငင်ကနေပြီးဝုန်းလို့ချလိုက်တဲ့အခါမှာဒုံးဆိုပြီးတော့စကန်တစ်ခုလုံးပြကြသွားတဲ့အခြေအနေမှာကိုတော်တည်မှန်းတော့မသိလိုက်ရဘဲနဲ့မကျွတ်မလွတ်ဘဝနဲ့နေရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီပွဲမစခင်မှာကျွန်တော်တို့တငယ်ချင်းတယောက်ကလာမေးတယ်မိတ်ဆွေတွေကလာမေးတယ်ဒီပွဲဟာဘယ်လိုဖြစ်မလဲကျွန်တော်3ခုပဲဖြစ်နိုင်တယ်နံပါတ်1နော်ဖန်စီခံရမယ်နံပါတ်2တောထဲမှာတေးမယ်နံပါတ်3ဂျလေအဖွဲ့တွေကတတိယနိုင်ငံရောက်သွားပြီးကောင်းစားသွားမယ်ကျွန်တော်ပြောတာဒီနေ့ထိမှန်တယ်ကျွန်တော်ပြောတာဒီနေ့ထိမှန်တယ်ဒါပေမဲ့ကျွန်တော်ကပြောတယ်ကျွန်တော်ပြောတာကြိုက်မှာမဟုတ်ဘူးနော်အဲ့လူကကျွန်တော်စိတ်ဆိုးသွားတယ်ကျွန်တော်ပြောတာကိုခင်ဗျားတို့ကြိုက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့အခုပြောပြလိုက်တယ်နော်အခုလည်းအဲ့တိုင်းပဲလေအဖမ်းခံရတယ်နောက်ပြီးတော့တောရဲရောက်ပြီးတော့တေးတဲ့သူကတေးတယ်နိုင်ငံခြားရောက်ပြီးတော့ကောင်းစားတဲ့သူကကောင်းစားသွားတယ်မတထားရေးသူတို့ကအလူခံပေးတယ်ပေါ့သူတို့ရဲ့မျက်နှာလေးတွေဗန်းပြသူတို့ရဲ့အောင်မြင်ကြော်စုံမှုလေးတွေဗန်းပြပြီးတော့1000ရလို့မှ100လောက်ပေးတာဘူးကျေးဇူးတင်ရမှာလားအဲ့ဒါဘာနဲ့တူလဲဆိုရှင်မာသာအိမ်မှာဖဲရိုက်လို့ဖဲနိုင်လို့ပြောနေတာနဲ့တူတယ်အဲ့ဒါမှသူတို့မာသာအိမ်မှာဖဲရိုက်လို့ဖဲနိုင်လို့ပြောနေတာနဲ့တူတယ်ပို့တူတယ်အဲ့ဒါဒီကလေးတွေရဲ့အသက်ဒီကလေးတွေရဲ့ဘဝတွေကိုနင်းပြီးတော့အမေရိကန်မှာဝယ်ထားတဲ့အိမ်တွေအမေရိကန်မှာဝယ်ထားတဲ့ဆိုင်တွေအမေရိကန်မှာသူတို့ကလပ်တွေတက်နေတဲ့ပုံတွေသူတို့မတင်တာသူတို့မိတ်ဆွေတွေကနေတင်တဲ့ဟာမှာကျွန်တော်မြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ပြောလို့ရှိရင်ကျွန်တော်တို့ကိုကြတော့ဟာဒီဘက်ကမို့လို့ဒီဘက်ကအုပ်စုမို့လို့ဒီကောင်တွေကနိုင်ငံခြားထွက်ပြေးပြီးဝရမ်းပြေးဘဝမှာတော့မှဒီလောက်တောင်းကျမ်းနေမှဆိုရင်သူတို့သာအစိုးရဖြစ်ကြည့်လိုက်ဘယ်လောက်တောင်းကျမ်းမလဲစဉ်းစားဝရမ်းပြေးဘဝမှာတော့မှဒီလောက်ထိကိုပြောမှဆိုလို့ရှိရင်ဖာကန်းမထွက်ဘူးဝရမ်းပြေးဘဝမှာတော့ဖာကန်းမထွက်ဘူးဆိုလို့ရှိရင်အစိုးရဘဝသာဆိုရင်ဒီကောင်တွေရဲ့အနေထောက်စဉ်းစားကြည့်ဝရမ်းပြေးဘဝမှာဘီယာဆိုင်တွေမထတန်းတောက်တာဘီယာဆိုင်မှာKTV မထားတန်းသွားတာဝရမ်းပြေးဘွားမှာမဲဆောက်မှာကြည်လိုက်ကျွန်တော်ပြောတာမှားလို့ရှိရင်ဒီမှာ local PDF တွေမဲဆောက်မှာရောက်နေတဲ့သူတွေကျွန်တော်ပြောတာမှားလားမှန်လားကိုသိမယ်မဲဆောက်ရောက်နေတဲ့သူတွေသိမယ်စေးအတွေ့အကြုံဘာမှမရှိတဲ့ရီမွန်လိုကောင်မျိုးဟိုစစ်တပ်ခေါင်းဆောင်သူတို့ PDF တွေရဲ့အကောင့်ဟိုပါပေါ့ကာကွယ်ရေးခေါင်းဆောင်ခံထားတယ်ကာကွယ်ဦးစီးချုပ်ပေါ့ဗျာပါဇက်ကတနတော့မပြောချင်ဘူးကာကွယ်ဦးစီးချုပ်ခံထားတယ်ရီမွန်လိုလူမျိုးဘာမှစေးအတွေ့အကြုံမရှိဘူးနိုင်ငံရေးအတွေ့အကြုံဆိုတာလဲ0ဘာမှမရှိတဲ့ကောင်မျိုးခံထားတဲ့အခါမှာစစ်ဆိုတာ view ဟာလိုတယ် technique လိုတယ်နော် technique လိုတယ် view ဟာလိုတယ်ဒါတွေနဲ့တိုက်မှမြန်မာတပ်မတော်နှစ်ပေါင်း80လောက်ကိုဒီဟာ technique တွေ view ဟာတွေအကုန်လုံးကိုနိုင်ငံပေါင်းများစွာနေပြီးတော့တင်ယူထားတာ Israel တို့နော်ဟိုအရင်တော့ဖြစ်တဲ့ဗိုလ်ချုပ်တွေဆိုလို့ရှိရင်ဒီအင်္ဂလန်တို့ဘာတို့ကနေပြီးចောင်းဆင်းတဲ့လူတွေနော်
တစ်ချိန်လုံးလဲယူရီးယားနဲ့ပူပေါင်းပြီးလုပ်လိုက်အိန္ဒိယနဲ့ပူပေါင်းပြီးလုပ်ဒီလိုမျိုးလေ့ကျင့်တာပြည့်ဝနေစစ်သားတွေနဲ့တိုက်တဲ့အခါမှာစစ်သားတွေကပဲရောက်100လောက်တည်တယ် PDF ကလေးတွေဒရောင်စစ်ပဲပုံးတယ်ဒူပဲပုံးမယ်ဘယ်ကောင်တွေပြောခဲ့တာလဲဘယ်မီဒီယာတွေပြောခဲ့တာလဲအခုအတုံးယုံကြနေတယ်ကျွန်တော်တို့သိနေတာပဲကျွန်တော်တို့ Telegram တွေမှာတောက်လျှောက်တက်နေတာဒါတွေကိုမြင်တဲ့အခါကျွန်တော်တို့ဝမ်းသာလာမေးမယ်ကျွန်တော်တို့ဒါအမှန်တိုင်းပြောမယ်နော်ဒီကလေးတွေဟာမြန်မာနိုင်ငံသားတွေဗုဒ္ဓဘာသာဝင်တွေနော်ဗုဒ္ဓဘာသာဝင်ဟုတ်မဟုတ်ငါတို့ပြည်သူပြည်သားတွေဆိုတဲ့စိတ်ကိုကျွန်တော်ထားတယ်ဗမာစကားပြောပြီးဗမာရေးမှာကြီးတဲ့ကလေးတွေဒီလိုတေးွားတာကျွန်တော်ရင်နဲ့စိတ်မကောင်းဒီလိုကလေးတွေတော်တဲ့ကိုမနိုင်မှန်းတီးတီးနဲ့တွန်းပို့တာ2023ကနိုင်မယ်တဲ့ကျွန်တော်ပြောမယ်အဲ့လိုနိုင်မယ်လို့ပြောတဲ့ကောင်တွေကျွန်တော်ခံဝင်တဲ့တောင်မှကျွန်တော်စီးစိမ်အပြုတ်ကြီးလောင်းရသေးတယ်ဘယ်တထေးလာလောင်းမလဲကျွန်တော်ပြောမြန်မာနိုင်ငံမှာရှိတထေးတွေကျွန်တော်ဘယ်သူမှမသွားမတိုင်ဘူးစိတ်ချဘယ်ကောင်းမှသွားမတိုင်ဘူးလာခဲ့ကျွန်တော်နဲ့နှစ်ယောက်တိတ်ကလေးလာကျွန်းခံကြီးလောင်းလို့ရတယ်2023နိုင်မလားကျွန်းခံကြီးလောင်းလို့ရတယ်ဟိုသူချောင်းသက်ဒီသူချောင်းသက်ဒါတွေပဲလုပ်နေကြတာခင်ဗျားတို့တက်လိုက်တဲ့သူတွေကတော့အရက်သားတွေကြီးပဲခင်ဗျားတို့မထောက်ခံလို့ခင်ဗျားတို့မကြိုက်လို့လိုက်တတ်တာဘုံကြီးတဲ့တက်တယ်ခုပိုးနယ်ထဲမှာဝင်ပြီးတော့ပိုးဘုံကြီးတွေကိုတက်တယ်ပြီးတော့ရှိရင်ငါဖះတပြန်ပြီးတော့သူများလုပ်တယ်လို့ပြောတယ်စစ်တပ်ကတော့မသွားသေးဘူးဥမာရွာတွေမီးလောင်နေပြီစစ်တပ်ကမရောက်သေးဘူးဥမာဘုံကြီးတွေတေးနေပြီရွာသားတွေတေးနေပြီအဲ့ဒါဘာလုပ်တာလဲဘာလဲပိုး PNO ဆိုတဲ့ပိုးတွေကစစ်တပ်နဲ့ပေါင်းလို့တယ်သူတို့ကပိုးနယ်မြေမှာစစ်မီးမပြန့်ချင်တဲ့အတွက်ကြောင့်မလို့စစ်တပ်နဲ့ငင်းချအောင်နေတယ်စစ်တပ်ကိုဘောမနေရလည်းမဟုတ်ဘူးစစ်တပ်ကိုပြောမှဆိုလက်အောက်ခံနေရလည်းမဟုတ်ဘူးဒီသူတို့ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့နယ်မြေမှာပိုးတွေဆိုတော့ခုတိုးတက်လာတယ်ကြီးပွားလာတယ်ပိုးလုပ်ငန်းရှင်တွေအများကြီးပေါ်လာတယ်ပိုးတွေကအရင်တော့ပြောမှဆိုရင်တောသူတောင်သားမတိနိုးနာနှိမ့်ချနေတဲ့ဘဝကနေပြီးခုပိုးတွေဆိုအများကြီးဘဝတွေတိုးတက်လာတယ်ပိုးဟာရှမ်းပြည်မှာပြောမှဆိုစီးပွားရေးအကောင်ဆုံးပညာအတတ်ဆုံးလူမျိုးတွေဖြစ်လာတယ်ဒါကဘာလဲဆိုရင်ငင်းချမ်းချင်းအနှစ်သာရပဲလက်နဲ့လည်းတစ်ဖက်မှာကင်ထားတယ်တစ်ဖက်ကလည်းစစ်တပ်ကလည်းသူတို့မထီမဲ့မြင်မလုပ်ရဲဘူးဒါဟာပိုးတွေရက်တည်နေတဲ့နိုင်ငံရေးနီလန်ပဲပိုးတွေသွားနေတဲ့နီလန်ကိုဘာလို့မင်းတို့ကဆရာလုပ်ချင်နေရလဲသူကပိုးသူကမတိုက်ချင်လို့မတိုက်တာလေပိုးတွေမတိုက်တာမဟုတ်ဝါလည်းမတိုက်ဘူးလေမင်းတို့ဝါကိုဘာပြောရဲလဲမိုင်းလာကိုဘာပြောရဲလဲ NDA တို့ဘာပြောရဲလဲအေးစစ်ကိုကထိန်နေခင်ဖျားသွားကြောင်းတက်လုံနေတဲ့ပိုးလူမျိုးတွေကိုမင်းတို့ကသွားပြီးတော့လူပါသွားဝါတယ်မင်းတို့ကရ PDF တွေကဟိုပိုးတွေကမကျင်းတဲ့လို့ပြန်ခံချတဲ့ခါကျတော့မင်းတို့မီဒီယာအားကိုးနဲ့ပိုးတက်တွေကိုဗာလဲဟိုမကောင်းတဲ့ image ဖြစ်အောင်မင်းတို့ပုံဖော်တာလားဖော်ခြင်းမဖော်ခြင်းနေမီဒီယာဆိုတာလေပဲလေဆိုတာလေထဲမှာပျောက်သွားမှာပဲမြေပြင်ဟာအမှန်တရားပဲမြေပြင်မှာခုမင်းတို့တွေဝေဟင်နဲ့ရောလေရင်နဲ့ရောနောက်ပြီးတော့ဒီပိုးဆိုတာမြန်မာနိုင်ငံမှာဘယ်သူတွေကလူဦးရေအများဆုံးလဲဆိုတာပြည်နယ်ပိုင်တိုင်းလူဦးရေအများဆုံးမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာပြည်နယ်ပိုင်နဲ့တိုင်းသားလူမျိုးရှမ်းရှိတယ်ကချင်ကရင်ချင်းမွန်ရခိုင်ရှမ်းဆို9မျိုးရှိတယ်အဲ့ထက်မှပြည်နယ်ပိုင်ပေမဲ့တသန်းမပြည့်တဲ့လူမျိုးတွေအများကြီးပဲဥပမာဆိုချင်းပြည်နယ်မှာဆိုခုဆိုလူကြီး3သိန်းတောင်မပြည့်ချင်ဘူးကယားပြည်နယ်မှာဆို2သိန်းမပြည့်ချင်ဘူးနော်ကချင်ပြည်နယ်မှာဆိုရင်2သန်းမပြည့်ဘူးသိန်းကနေမရှိတဲ့ပြည်နယ်ဟာချင်းနဲ့ကယားဆိုသိန်းကနေမရှိတယ်ဒါပေမဲ့ပိုးလူမျိုးဟာမြန်မာနိုင်ငံမှာလူကြီး9သန်းနီးပါးရှိတယ်ပိုးလူမျိုးကပြည်နယ်မပိုင်ဘာလို့ပြည်နယ်မပိုင်လဲသူတို့ကယားမှာလည်းနေတယ်ရှမ်းပြည်တောင်ပိုင်းမှာလည်းနေတယ်ကရင်ပြည်နယ်ထဲမှာလည်းနေတယ်ပြီးတော့မွန်ပြည်နယ်တထုံတို့ဘာလို့ဘက်မှာလည်းနေတယ်သူတို့အရှိလိုက်ကြီးပြည်နယ်နဲ့တိုင်း၄ခုစလုံးမှာသူတို့နေတဲ့အတွက်ကြောင့်မို့လို့သူတို့ကလူကြီးပြန့်နေတဲ့အတွက်ကြောင့်မို့လို့တပြည်နယ်ထဲမှာအများဆုံးဖြစ်မနေဘူး